Bright and Shiny Kids Space ရဲ့အထူး menu ကြီးဖြစ်တဲ့ paperbacks တွေဖြစ်ပါတယ် paperbacks တွေကတော့အရန်လာတော့အရန်ကိုကလေးတွေအတွက်တင့်တော်တော့ပေါ့နော်အဲ့ဒီခါကျတော့ဒီစာအုပ်လေးတွေကတော့ Little Tiger လို့ခေါ်တဲ့ UK publishing ကနေထုတ်ထားတာ original books တွေဖြစ်တဲ့စာအုပ်တွေရဲ့quality ကတော့ကြည့်လိုက်တာနဲ့တွေကိုဘယ်လောက်ကောင်းလဲဆိုတာသိနိုင်တယ်ပေါ့နော်original books တွေဖြစ်တဲ့ကြောင့်မလို့ quality ကတော့လုံးဝပြောစရာမလိုဘူးဒါဆိုရင် pre-loved book ဖြစ်တဲ့အတွက်ကြောင့်မလို့ condition ရောကောင်းလား condition ကတော့ခေါင်းတွေကြီးပဲရွေးထားတာဖြစ်ပါတယ်ထိတ်ခောက်တာတွေစာရွက်တွေခောက်နေရတယ်ကျိုးနေရတယ် error တွေပြဲနေရတယ်လုံးဝမပါပါဘူးရေဆိုရလည်းမပါဘူး condition အတန့်ခေါင်းလိုင်းတွေကြီးပဲရွေးထားတာမှ Little Tiger publishing ရဲ့စာအုပ်အတန့်တိုက်တဲ့အကောင် author တွေအရန်ကိုပြီးတော့နာမည်ကြီးတဲ့စာရေးဆရာမကြီးတွေရဲ့စာအုပ်တွေနောက်တစ်ခုကစူရစာအုပ်တွေလည်းပါဝင်တယ်ဒီဇလန်းလေးတွေက story line လေးတွေက animals တွေနဲ့တိဆောက်ထားတာတွေလည်းအများကြီးပါဝင်တယ်ကလေးတွေရဲ့ကျင်စရိုက်တွေကလေးတွေရဲ့စိတ်နေစိတ်ထားတွေကလေးတွေရဲ့အတွေးခေါ်တွေစိတ်ကူးရင်ပိုင်းတွေဒါတွေအားလုံးကိုနားလဲတယ်ပေါ့နော်နားလဲတဲ့စာရေးဆရာကြီးတွေကိုယ်တိုင်ပြုစုထားတဲ့စာအုပ်တွေဖြစ်ပါတယ်ကဘာတဝင်းလုံးကကလေးတွေကိုကဘာတဝင်းလုံးကမိဘတွေကပေးဖတ်နေတဲ့ children books တွေဖြစ်ပါတယ် picture story books တွေတဲ့ကောင်းတဲ့စာအုပ်တွေမရှိပါဘူးပညာရေးနဲ့ပတ်သက်တဲ့လမ်းကြောင်းကိုအများကြီးလမ်းကြောင်းပေးထားတဲ့စာအုပ်တွေလည်းဖြစ်တယ်ကလေးတွေရဲ့စိတ်ကိုအရန်ကိုနူးညံ့စေတယ်အရန်ကို friendship တွေချစ်ချင်းမြတ်တာတွေကိုနားလည်စေမယ့်စာအုပ်တွေဖြစ်ပါတယ်เนาะတိုက်တယ်မတူစာအုပ်ပေါင်း40ပါရှင်